အားလုံးပဲမင်္ဂလာပါရှင်။အရင်တစ်ပတ်ပိတ်ရက်တုန်းကဟင်းအတွက်ဆက်လေးတွေကိုသဘောကျကြတယ်ဆိုလို့ဒီနေ့ပိတ်ရက်လေးမှာလည်းအိမ်မှာချက်စားပြတဲ့ဟင်းအတွက်ဆက်လေးတွေကိုတင်ပေးလိုက်ပါရရှင်။ဒီတစ်ခါလည်းဘလို့ဟင်းလေးတွေကိုတွဲဆက်ပြီးထမင်းဝိုင်းလေးဖန်တီးကြမလဲဆိုတာပိုးနဲ့တူတူလိုက်ကြည့်ကြမယ်နော်။ဒီနေ့ကတော့ကြက်သားလေးတွေဝယ်ထားပါရဲ့ရှင်။ကစွန်းရိုးနီပဇွန်ကြောက်မကြီးသည်စိမ့်သားငပီကြက်သွန်ဖြူနဲ့ကြက်သွန်နီတို့လိုအပ်ပါရဲ့နော်။ဒါလေးတွေကိုသုံးပြီးတော့ထမင်းမမိန်စားလို့ရမယ့်ဟင်းလေးတွေချက်သွားကြမယ်နော်။ကြက်သားလေးတွေကိုပိုးအကြော်မှာဆိုတော့စားဟင်းချုံမုံနဲ့ဆနွေးမုံထည့်ပြီးအရသာဝင်အောင်နေထားလိုက်ပါမယ်။ပြီးရင်တော့ဗမာကြက်ကြော်လေးကြော်ကြမယ်နော်။ကြက်သားကြော်ဖို့အတွက်အိုးရဲကိုစီရင်ထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်ကြက်သားလေးတွေထည့်ကြော်လိုက်ပါမယ်ရှင်။မီးကိုတော့အလဲအလက်လေးပဲထားပြီးကြော်ပေးရပါမယ်နော်။အတွင်းထဲထိကျက်သွားအောင်လို့အဖုံးလေးအုပ်ပြီးကြော်ထားလိုက်ပါမယ်ရှင်။ဂျားထဲမှာအကျက်ညီအောင်လို့အပေါ်အောက်လှန်ပေးဖို့တော့လိုအပ်ပါရဲ့နော်။ဒီကြက်သားကြော်လေးကထမင်းစီစမ်းပြီးစားလေးထည့်ပြီးစားမယ်ဆိုရင်လည်းအရန်စားလို့ကောင်းပါတယ်။နိုင်ဝက်လောက်ကြော်ပြီးပြီဆိုရင်တော့ကြက်သားကြော်လေးကကြက်နေပါပြီနော်။ဒီကြက်သားကြော်လေးမှာဆိုရင်အရေကုန်လေးတွေကကျွတ်ကျွတ်လေးဖြစ်နေပြီးတော့အသွင်းသားနုနုညံ့ညံ့လေးကြောင့်စားလို့တော်တော်ကောင်းပါတယ်ရှင်။စီးစစ်ပြီးတော့ဆဲထုတ်ထားလိုက်ပါမယ်။ကစွန်းရိုးနီလေးကိုသုံးပြီးကြက်သားကြော်လေးနဲ့လိုက်ဖက်မဲ့ကစွန်းရွက်ချင်ရင်ဟင်းလေးချက်ပါမယ်။ကြက်သွန်နီတစ်လုံးကိုနုနုဆင်းထားလိုက်ပါတယ်။ကစွန်းရိုးနီကိုအယိုးလေးတွေကွဲသွားအောင်ထုပြီးတော့လက်နက်စစ်အရွယ်လေးတွေပိုင်းဖြတ်ထားလိုက်ပါမယ်ရှင်။ပြီးရင်တော့ရေလေးနဲ့တီချာစီးထားလိုက်ပါမယ်။မကြီးမဲ့အနှဲငယ်ကိုတော့ရေနွေးလေးထည့်ပြီးကြိုးဖြောထားလိုက်ပါရရှင်။အချင်းရဟင်းချက်ဖို့အတွက်အိုးရဲကိုကစွန်းရိုးနီလေးတွေအရင်ထည့်လိုက်ပါမယ်။နုံစင်ထားတဲ့ကြက်သွန်နီလေးတွေလည်းထည့်လိုက်ပါမယ်ရှင်။စိမ့်စားငပိအနှဲငယ်နဲ့ပဇွန်ကြောက်အနှဲငယ်လည်းထည့်လိုက်ပါမယ်။စားဟင်းချုံမုံစနွေးမုံနဲ့အယောင်တင်မုံအနှဲငယ်လည်းထည့်လိုက်ပါမယ်။စီကိုတော့ထမင်းစားစုံတစ်စုံစာလောက်ထည့်ထားပါရရှင်။အားလုံးထည့်ပြီးပြီဆိုရင်တော့ရေကိုကိုလိုတလောက်ပမာဏထည့်ပြီးတဲထားလိုက်ပါမယ်။ရေစူလာပြီဆိုရင်ခဏလောက်ငွေပေးပြီးအခြေရတာအတွက်မကြီးရေလေးပါတစ်ခါရေးထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့အဖုံးလေးအုပ်ပြီး10မိနစ်လောက်ဆက်တဲထားလိုက်ပါမယ်။ခုဆိုရင်တော့ကြက်ကြော်လေးနဲ့တွဲစားဖို့အတွက်ကစွန်းရွက်ချင်ရင်ဟင်းလေးကကြက်နေပါပြီရှင်။အရသာအပေါ်ငန်အနေတော်ပဲဆိုရင်တော့ချလို့ရပါပြီနော်။ခုဆိုရင်ချက်ရတာအရန်လွယ်ပြီးအိမ်ပြေးစေတဲ့ကစွန်းရွက်ချင်ဟင်းလေးကြက်ပါပြီရှင်။ က
ကဲပိုးကကြက်ကြော်အတွဲလေးနဲ့အရန်လိုက်ဖက်ပြီးတော့အရန်ကိုမှစားလို့ကောင်းတဲ့ပဇွန်ကြောင့်ငံပြားရီကြော်လေးလဲကြော်ပါမယ်ပဇွန်ကြောင့်လေးတွေကိုရေးစီးပြီးတော့ညက်အောင်ထောင်းထားလိုက်ပါတယ်ကျက်သွန်နီလေးတွေကိုခပ်ပပလင်းထားလိုက်မယ်နော်ကျက်သွန်နီနဲ့ရောကြော်ဖို့အတွက်ကျက်သွန်ဖြူလေးတွေကိုလည်းအကွင်းလေးတွေလှီးထားလိုက်ပါရရှင်စီကတော့ခုနကကျက်သားကြော်ထားတဲ့စီလေးနဲ့ပဲဆက်ကြော်ကြမယ်နော်ပိုနေတဲ့စီလေးတွေကိုအရင်ခတ်ထုတ်ပြီးတော့စီပူအောင်ပြန်တည်ထားလိုက်ပါမယ်ပြီးရင်တော့ကျက်သွန်နီလေးတွေထည့်ကြော်လိုက်ပါမယ်ရှင်ကျက်သားကြော်တော့ကစနွင်းအယောင်လေးတွေရှိနေတော့စနွင်းကိုနည်းနည်းပဲထည့်လိုက်ပါမယ်ကြော်နေရင်းနဲ့ကျက်သွန်ညီလေးတွေတော်တော်နွမ်းလာပြီဆိုတော့မှကျက်သွန်ဖြူလေးထည့်လိုက်ပါမယ်ရှင်ကျက်သွန်လေးတွေနည်းနည်းခြောက်လာပြီဆိုရင်ပဇွန်ကြောင့်ထောင်းထားတာလေးထည့်လို့ရပါပြီပဇွန်ကြောင့်လေးတွေကိုလည်းနည်းနည်းခြောက်အောင်ဆက်ကြော်ထားလိုက်မယ်နော်ငရုတ်သီးခွဲချမ်းကိုတော့ဆက်ဆက်လေးဖြစ်အောင်လို့ထမင်းစားစုံ2စုံစာလောက်ထည့်လိုက်ပါတယ်။အဆက်ကတော့ကိုလိုတလောက်ထည့်လို့ရပါတယ်ရှင်။ငရုတ်သီးလေးတွေအစိမ်းနှံပြောက်ပြီးဆိုတော့မှကီးမွန်ငံပြားကြီးထည့်ပါမယ်။မကြီးရည်လေးလည်းတစ်ခါရေးထည့်လိုက်မယ်နော်။ဟင်းချိုမုံအနှဲငယ်လည်းထည့်လိုက်ပါမယ်။ဟင်းချိုမုံအစားတကြားနဲ့ကြော်လို့လည်းရပါတယ်နော်။ငံပြားရီကြော်လေးကိုခက်ချက်ချောက်လေးဖြစ်တဲ့အထိကြော်ထားလိုက်ပါမယ်ရှင်။ဒီလိုအယောင်လေးရပြီဆိုရင်တော့ပိုးရဲ့ပဇွန်ကြောင့်ငံပြားရီကြော်လေးလည်းကျက်သွားပါပြီရှင်။ငံပြားရီကြော်ထဲမှာမပါမဖြစ်ကျက်သွန်ဖြူကြော်လေးလည်းဖြူလိုက်ပါမယ်။ဒီနေ့ရဲ့မီနူးလေးတွေဖြစ်တဲ့ကြက်သားကြော်လေးရဲ့ကစွန်းရဲ့ချင်ရည်လေးရဲ့နဲ့ပဇွန်ကြောင့်ငံပြားရီကြော်လေးပါအားလုံးစင်နေဖြစ်ပါပြီရှင်။နေ့လဲစာအတွက်ဘာချက်ရမလဲစဉ်းစားနေပြီဆိုရင်ဒီလိုအတွဲလေးတွေချက်စားကြည့်ကြအောင်နော်။ထမင်းဦးပါပြောင်းသွားစေတဲ့အထီကိုလိုက်ဖက်ပြီးစားလို့ကောင်းပါတယ်ရှင်။ခုလိုမျိုးဟင်းအတွဲဆက်လေးတွေစိတ်ဝင်စားရဲဆိုရင်နောက်တစ်ပတ်ပိတ်ရက်မှာလည်းပိုးထပ်တင်ပေးဖို့ရှိပါရဲ့ရှင်။လာမယ့်ဗုဒ္ဓဟူးနေ့လေးမှာတော့လူတိုင်းကြိုက်မဲ့အသားကင်ပေါက်စီကိုအိမ်မှာအလွယ်တကူလုံနည်းလေးတင်ပေးသွားမှာမို့လို့ပိုးရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်။အားလုံးပဲနောက် video ကြရင်ပြန်တွေ့ပါမယ်ရှင်။